အားလုံးမင်္ဂလာပါ NP1 အကောင့်ထဲမှာကြိုဆိုပါရစေမနေ့က channel entry နေ့စဉ်မှတ်တမ်းစာအုပ်ဆိုတာပါလဲဘယ်လိုအရေးပါလဲဘယ်လိုသွားရမလဲဆိုတာအခြေခံတင်ပြခဲ့ပါတယ်ဒီနေ့မှာတော့ channel entry နေ့စဉ်မှတ်တမ်းစာအုပ်ကိုလုပ်ငန်းတစ်ခုကိုဥပမာထားပြီးတော့ရေးသွင်းပြပါမယ်channel entry format ရေးဆွဲနည်းကတော့ date account title debit amount credit amount ဆိုပြီးတော့ဇယားချပြီးရေးဆွဲရပါမယ်ကျွန်တော် amount တွေကိုရေးသွင်းတဲ့နေရာမှာမပြောတော့ဘဲနဲ့ debit side credit side ရေးသွင်းရပါမယ်လို့ရှင်းပြပါမယ်နောက်ထပ်နားလည်လွယ်အောင်အကောင့်လိန်းတွေကိုမြန်မာလိုပဲပြောပါမယ်ဥမောင်ဆိုင်ရောက်ရေးလုပ်ငန်းတစ်ခုနဲ့စတင်ကြအောင်ပါဒီနေ့မှာဥမောင်ကလုပ်ငန်းစတင်ရန်အတွက်5သိန်းကျပ်စုဆောင်လာပါတယ်အဲ့ဒီနေ့မှာပဲအစောင်းငှားရန်ကတစ်နှစ်စာ6000ကျပ်ပြချလိုက်ရတယ်လုပ်ငန်းစတင်ဖို့ငွေသားယူလာတဲ့အတွက်ငွေစင်းမှာတစ်ပတ်ဆိုင်မှာရေးသွင်းပါမယ်ပိုင်ရှင်ကရင်းနှီးငွေဖြစ်ထည့်ဝင်တဲ့အတွက်ရင်းနှီးငွေစင်း credit side မှာရေးသွားပါမယ်အစောင်းငှားရန်ကပြချရတဲ့အတွက်အစောင်းငှားရန်ကစင်း debit side မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit side မှာရေးသွားပါမယ်3ရက်နေ့မှာဂျုံသုံးပရိဘောက2500ကျပ်စာရေးကိရိယာ9000ကျပ်ဖို့ဝယ်လိုက်ပါတယ်ဂျုံသုံးပရိဘောကဝယ်ရတဲ့အတွက်ပရိဘောကစင်းမှာ debit side မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit side မှာရေးသွားပါမယ်စာရေးကိရိယာဝယ်ရတဲ့အတွက်စာရေးကိရိယာစင်း debit side မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit side မှာရေးသွားပါမယ်9ရက်နေ့မှာအောင်ဆန်ဆိုင်ကလေဆိုင်53သိန်းကျပ်ဖြင့်လက်ငင်းဝယ်လိုက်ပါတယ်ဆိုင်ရောက်တဲ့ချိန်မှာကုန်ချက9000ကျပ်ထပ်မံပြချရပါတယ်အောင်ဆန်ဆိုင်ကလေဆိုင်50လက်ငင်းဝယ်လိုက်တဲ့အတွက်ကုန်ရပါတယ်အဲဒီတော့ကုန်ဝယ်စင်းမှာတပတ်ဆိုင်မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit ဆိုင်မှာရေးသွားပါမယ်ကုန်ချကပြချရတဲ့အတွက်ကုန်ချကစင်းမှာတပတ်ဆိုင်မှာရေးသွားပါမယ်ငွေစင်းမှာတော့ credit ဆိုင်မှာရေးသွားပါမယ်ဆိုင်50တေယူမှာကာငါက1000ကျပ်ပြချရရတယ်တေယူစီပြချရတဲ့အတွက်ကုန်တဲ့ကစင်းတပတ်ဆိုင်မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit ဆိုင်မှာရေးသွားပါမယ်73ရက်နေ့မှာကောင်းဆန်ဆိုင်တို့ဆိုင်50ဟာ38500ကျပ်ဖြစ်လက်ငင်းရောင်းချလိုက်ပါတယ်ကုန်တင်ကအနေနဲ့6000ကျပ်ပြီးချလိုက်ရတယ်ဆိုင်ဒီလက်ငင်းရောင်းချလိုက်တဲ့အတွက်ငွေရပါတယ်အဲ့တော့ငွေစင်းရင်တစ်ပတ်ဆိုင်မှာရေးသွားပါမယ်ကုန်ရောင်းချလိုက်တဲ့အတွက်ကုန်ရောင်းစင်းရင် credit ဆိုင်မှာရေးသွားပါမယ်ကုန်တင်က6000ကျပ်ပြီးချလိုက်တဲ့အတွက်ကုန်တင်ကစီရင်မှာတစ်ပတ်ဆိုင်မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit ဆိုင်မှာရေးသွားပါမယ်ဆိုင်50ရောင်းချရမှာလေကာက1000ကျပ်ပြီးချလိုက်ရတယ်ကုန်ပုကာကပြီးချလိုက်တဲ့အတွက်ကုန်ပုကစင်းတစ်ပတ်ဆိုင်မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit ဆိုင်မှာရေးသွားပါမယ်19ရက်နေ့မှာစီဗင်တာမှာလာတဲ့ခွန်900ကျပ်နဲ့မီတာပြီး100ကျပ်ပေးဆောင်လိုက်ရတယ်စီဗင်တာရခွန်ပေးဆောင်လိုက်ရတဲ့အတွက်စီဗင်တာရခွန်စင်းမှာတစ်ပတ်ဆိုင်မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit ဆိုင်မှာရေးသွားပါမယ်40မီတာကပေးချလိုက်ရတဲ့အတွက်40မီတာကစင်းတစ်ပတ်ဆိုင်မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစင်း credit ဆိုင်မှာရေးသွားပါမယ်30ရက်နေ့မှာတော့ဝန်ထမ်းဖြစ်တဲ့ဦးထက်အားလာစား6500ကျပ်ပေးချလိုက်ရပါတယ်အဲ့ဒီနေ့မှာပဲစာတင်ကြောင်းဆောက်လို့ရန်အတွက်လူငွေလာရောက်အခွန်တဲ့အတွက်2000ကျပ်လူတန်းလိုက်ပါတယ်
စားပိတ်ချိလိုက်တဲ့အတွက်ဝန်ထမ်းလစာစီရင် debit side မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစီရင် credit side မှာရေးသွားပါမယ်ကျောင်းအတွက်လူငွေလူရန်လိုက်တဲ့အတွက်လူငွေစီရင် debit side မှာရေးသွားပါမယ်ငွေထွက်သွားတဲ့အတွက်ငွေစီရင် credit side မှာရေးသွားပါမယ်ဒီနေရာမှာအထူးသတိထားမှာကတော့ debit side credit side ပမာဏအားလုံးတူညီစွာရေးသွင်းရပါမယ်ဒီဗီဒီယိုကလူကြီးမင်းတို့အတွက်အသုံးဝင်တယ်ဆိုရင်တော့ like and subscribe ပြုလုပ်ကြဖို့ထူးမြတ်တဲ့ခံပါတယ်နောက်ထပ်ဗီဒီယိုမှာတော့လေကြာစင်ရည်သွင်းဒီကိုဆက်လက်တင်ပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်